မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ပတ်မှာကျွန်တော်တက်တော့နဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးတွေလိုက်ဖက်မယ်လို့စိတ်ကူးထားပါတယ်ခင်ဗျာဒီကနေ့မှာတက်တော့ဆိုင်ရာဘုဒ္ဓတာများကိုမျှဝေသွားမှာဖြစ်ပါတယ်ပထမဆုံးဒီနေ့မိတ်ဆွေတို့မျှဝေမယ်တက်တော့ဘုဒ္ဓတာလေးကတော့တက်တော့မှာမိတ်ဆွေတို့ကြည့်ခဲ့ဘူးတဲ့ဗီဒီယိုတွေကို follow လုပ်ထားတဲ့သူတွေစီးရင်ကို public မလုပ်ဘဲနဲ့ကျွန်တော်တို့ဘယ်သူမှမြင်လို့မရအောင်ဖွက်ထားတဲ့နည်းစနစ်လေးကိုမိတ်ဆွေတို့မျှဝေသွားမှာဖြစ်ပါတယ်အဲ့လိုလုပ်ဖို့အတွက်ကျွန်တော်တို့တက်တော့ application တွေကိုဝင်လိုက်ပါခင်ဗျာဒါ demo account တစ်ခုနဲ့မိတ်ဆွေတို့နမူနာပြမှာဖြစ်ပါတယ်ဒီက account profile နေရာလေးကိုဝင်လိုက်ပါခင်ဗျာဟုတ်ကဲ့အပေါ်မှာတော့မြင်း၃ချောင်းရှိပါတယ်ဒီနေရာနေသွားပြီးတော့ကျွန်တော်တို့ setting ကိုချိန်ထားရမှာဖြစ်ပါတယ်ခင်ဗျာမြင်း၃ချောင်းအပေါ်ကမြင်း၃ချောင်းနေရာလေးကိုဝင်လိုက်ပါဟုတ်ကဲ့ဒီအောက်မှာတော့ setting in privacy ဆိုတာရှိပါတယ် setting in privacy တွေကိုဝင်လိုက်ပါခင်ဗျာဒီနေရာမှာကျွန်တော်တို့ privacy ဆိုတာရှိပါတယ်ဒီထဲကိုဝင်ပြီးတော့ကျွန်တော်တို့ချိန်ထားမှာဖြစ်ပါတယ်ခင်ဗျာတက်တော့မှာကို follow လုပ်ထားတဲ့သူတွေစီးရင်ကိုကျန်တဲ့သူတွေမတွေ့ရအောင်ကြည့်ထားတဲ့ဗီဒီယိုတွေကိုလည်းပဲကျန်တဲ့သူတွေဝင်ကြည့်လို့မရအောင်ကျွန်တော်တို့ဒီနေရာလေးမှာ setting ကိုချိန်ထားသင့်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေရာမှာတော့ follow less ဆိုတာရှိပါတယ်အဲ့ဒီမှာ everyone ဆိုပြီးတော့ပြသထားပါတယ်ခင်ဗျာဒါဆိုရင်တော့သင် follow လုပ်ထားတဲ့မိတ်ဆွေစီးရင်ကိုကျန်တဲ့မိတ်ဆွေရဲ့တက်တော့အကောင့်ကိုဝင်ကြည့်လိုက်တာနဲ့ခြားလူတွေကသိသွားမှာဖြစ်ပါတယ်လိုက်လုပ်ထားတဲ့ဗီဒီယိုတွေကိုလည်းပဲခြားမိတ်ဆွေများကြည့်လို့ရမှာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့က privacy ကန့်သတ်ထားသင့်ပါတယ်ခင်ဗျာ follow less ကိုလည်းပဲကျွန်တော်တို့ဝင်ပြီးတော့ only me လို့ပြောင်းထားရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် only you ဆိုပြီးတော့ဒီမှာပြောင်းလိုက်ပါခင်ဗျာကိုမိတ်ဆွေစီးရင်တွေကိုကျန်တဲ့သူတွေသိရင်တော့သိစေချင်ရင်တော့ everyone ကိုရွေးလိုက်ပါဒီနေရာမှာ privacy အတွက် only you ဆိုတာကိုပဲကျွန်တော်ကတော့ရွေးသင့်တယ်လို့ recommend ပေးပါတယ်ခင်ဗျာဟုတ်ကဲ့အောက်က like video လည်းပဲ everyone ဆိုတာဖြစ်ပါတယ်ရှိနေပါတယ်ဒါကိုလည်းပဲကျွန်တော်တို့က only you လို့ပြောင်းလိုက်ရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့မိတ်ဆွေရဲ့တက်တော့အကောင့်မှာမိတ်ဆွေ follow လိုက်ထားတဲ့သူတွေရဲ့စီးရင်ရဲ့မိတ်ဆွေ like လုပ်ထားတဲ့ဗီဒီယိုတွေကိုအခြားသူတွေဝင်ကြည့်လို့မရတော့ပါဘူးခင်ဗျာဟုတ်ကဲ့ဒီနေ့ဖို့ဒီဗီဒီယိုတွေကိုမျှဝေတင်ပြလိုက်ရပါတယ်ခင်ဗျာဗီဒီယိုဝင်ရောက်ကြည့်ရှုတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်းပဲတက်တော့နဲ့ဆိုင်တဲ့ဒီ knowledge လေးတွေကိုကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်